မင်္ဂလာပါခင်ဗျာ UK ဒုတိယ channel ကနေကြိုဆိုပါတယ်ခင်ဗျာဟုတ်ကဲ့ပါကျွန်တော်အခုဒီဗီဒီယိုဖိုင်လေးတင်ပေးတာပေါ့နော်ကျွန်တော်ရဲ့ YouTube ပေါ်မှာအမျိုးအတွက်ကိုကျွန်တော်တပတ်စာကတ်လေးကိုလာရောက်ပြီးတော့ပြပြပေးတာဖြစ်တဲ့ကြောင့်မလို့ကျွန်တော်ရဲ့ UK ဒုတိယတပတ်စာကတ်ကို like ဆော့ချင်တဲ့မျိုးတရားကျွန်တော်ရဲ့ဒီဗီဒီယိုဖိုင်လေးကိုကျွန်တော်ရဲ့ဒီဗီဒီယိုဖိုင်လေးကိုအဆုံးထိကြည့်ပေးပါကျွန်တော်ရဲ့ UK ဒုတိယ channel အသစ်လေးကိုလည်း subscribe နေရာတွေနဲ့ထားပေးဖို့ကျွန်တော်တောင်းဆိုပေးရစီခင်ဗျာကျွန်တော်ပြီးခဲ့တဲ့ဘက်ကတော့ကျွန်တော်ရဲ့ဒီ UK ဒုတိယ channel ကတင်ပေးတဲ့တပတ်စာကတ်ကတော့ကျွန်တော်တို့တခွေကြံနေခဲ့တယ်အခွေတစ်ခွေနဲ့မိုးထစ်စီကတော့ကျွန်တော်အစောဆုံးထွက်သွားခဲ့တယ်ပေါ့နော်အခုဘက်မှာတော့ကျွန်တော်ရဲ့မျိုးတက်ကိုကျွန်တော်တပတ်စာကတ်မှာ3လုံးခွေဘူး4လုံးခွေဘူးဆိုရင်ကျွန်တော်အခွေ2ခွေထုတ်ပေးမယ်မိုးထစ်စီတစ်ခုလည်းထွက်မယ်ပေါ့နော်အဲ့အခွေ2ခွေကတော့ကျွန်တော်ဘေးအခွေဆော့ထွက်မယ်ဆိုတော့ကျွန်တော်တဲမပြောနိုင်ပါဘူးအဲကြောင့်မလို့ကိုယုံကြည်ရာကိုကြက်နေတဲ့ရာအခွေတစ်ခုပဲ3လုံးခွေလိုက်ဆော့ခြင်းတဲ့မျိုးတွေက3လုံးခွေလိုက်ဆော့ရရတယ်လို့4လုံးခွေလိုက်ဆော့ခြင်းတဲ့မျိုးတွေကလည်း4လုံးခွေကိုလိုက်ဆော့လို့ရပါတယ်ခင်ဗျာနောက်တစ်ခုကကျွန်တော်တို့ပြီးခဲ့တဲ့ဘက်ကတော့ကျွန်တော်ရဲ့3ရက်မွေးစာတို့ပတ်တင်တဲ့မိန်းခွက်ကတော့ကျွန်တော်တောက်ကြနေမှာကျွန်တော်ပတ်တီးဆက်လိုက်ဖို့ပြောသလိုမိန်းခွက်လည်းအဆင်ပြေသွားခဲ့တယ်ပေါ့နော်အဲဒါကြောင့်မလို့အခုနောက်ထပ်လာမယ့်တစ်ပတ်စာအတွက်လာမယ့်တစ်ပတ်စာအတွက်3ရက်မွေးစာတို့ပတ်တင်တဲ့မိန်းခွက်လိုချင်တဲ့မျိုးတွေကတော့ကျွန်တော်ရဲ့ Viber ဖုန်းနံပါတ်25114348ရဲ့ Viber ကိုဆက်သွယ်ပြီးလာပြီးယူလို့ရတယ်လို့ဖုန်းဆက်သွယ်ပြီး Viber မရှိတဲ့အမျိုးတွေကဖုန်းနံပါတ်ကလိုချင်တဲ့မျိုးတွေကတော့9419386596ဖုန်းဆက်သွယ်ပြီးတော့လာပြီးယူလို့ရပါတယ်ကျွန်တော်အားလုံးပို့ပေးနေပါတယ်ပေါ့နော်ဟုတ်ကဲ့ပါတပတ်စာကတ်ကတော့ကျွန်တော်အကောင်းဆုံးဖြစ်အောင်ကြိုးစားပေးထားတယ်ကိုအဆင်ပြေရာကိုကျက်တဲ့ကောက်ကိုပဲယူသုံးပါလို့ကျွန်တော်တရားနဲ့အားလုံးကြိုတင်ပြီးတော့အသိပေးပါရစေခင်ဗျာဟုတ်ကဲ့ပါတပတ်စာကတ်ကတော့ပထမ3လုံးခွေဖို့ကတော့169ခွေဘူးဖြစ်ပါတယ်169ခွေဘူးဖြစ်ပါတယ်ဒါပထမ3လုံးခွေဘူးဖြစ်ပါတယ်ဒီအခွေတွေကတော့ပေါ်ထူးမကျော်လာတာများပါတယ်ပေါ်ထူးမတိုင်ခင်ထွက်တာများတယ်ပေါ့နော်ဟုတ်ကဲ့ပါကျွန်တော်ဒုတိယ4လုံးခွေဘူးကတော့3160ခွေဘူးဖြစ်ပါတယ်3160ခွေဘူးဖြစ်ပါတယ်ဒါကတော့ဒုတိယ4လုံးခွေဘူးပါဒါကလည်းထွက်တယ်ဆိုရင်တော့ပေါ်ထူးမကျော်ထွက်တာပဲများတယ်ပေါ့နော်ဟုတ်ကဲ့ပါနောက်တစ်ခုကမွေးထည်စီကတော့1ထိပ်6ထိပ်ဖြစ်ပါတယ်ခင်ဗျာ1ထိပ်6ထိပ်ကမွေးထည်စီဖြစ်ပါတယ်အဲ့ဒီမွေးထည်စီကတော့ကျွန်တော်တို့ထိပ်စီးမထွက်မရှင်းတိုင်းမှာဖြစ်ပါတယ်အပိတ်ထွက်ခြင်းထွက်သွားပါစေထိပ်စီးမထွက်သေးဘူးဆိုလို့ရှိရင်ဒီ1ထိပ်6ထိပ်မွေးထည်စီကတော့ light ဆောမှာဖြစ်ပါတယ်ထိပ်စီးတစ်လုံးထွက်တာနဲ့နားရမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါကျွန်တော်ဒါလေးကိုလာပြီးပြပေးခြင်းဖြစ်ပါတယ်ကျွန်တော်ရဲ့ဒီ3ရက်မွေးစာတို့ပတ်တင်တဲ့ main quest လိုချင်တဲ့မျိုးတွေကတော့ကျွန်တော်ရှိပါတယ်ဗီဒီယိုတစ်ပုတ်တင်ပေးထားတာရှိပါတယ်အခုဒီထဲမှာလည်းဆက်ပြီးတော့ကျွန်တော်ပြောထားတယ်ပေါ့နော်လိုချင်ရချင်တဲ့မျိုးကတော့ကျွန်တော်ဒီဗီဒီယိုကြည့်ပြီးနောက်ပိုင်းမှာလာရောက်ဆက်သွယ်ပြီးတော့ရှင်းရပါရခင်ဗျာဒါလေးကို live ပြပြပေးဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ